1914ခုနှစ်ပထမကမ္ဘာစစ်ကြီးစတင်စပြုနေချိန်တင်းကျပ်တဲ့စည်းကမ်းတွေနဲ့အမုန်းတရားတွေသာလွှမ်းမိုးနေတဲ့စစ်မြေပြင်မှာမဖြစ်နိုင်ဘူးလို့ထင်ရတဲ့လူသားဆန်မှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ခရစ်စမတ်ကာလရောက်လာပေမဲ့ဗြိတိရှပြင်သစ်နဲ့ဂျာမန်စစ်သားတွေဟာရေခဲမှတ်နီးပါးအေးဆက်နေတဲ့မြေတူးချင်းတွေထဲမှာအကာအကွယ်တွေယူပြီးနေထိုင်ခဲ့ပါတယ်။ဒီဇင်ဘာလ24ရက်နေ့ညနေခင်းမှာမမျှော်လင့်ပဲအရာအလုံးစတင်ခဲ့ပါတယ်။ဂျာမန်စစ်တပ်ကျင်းဘက်ကနေ Silent Night လို့ခရစ်စမတ်သီချင်းသံတွေထွက်ပေါ်လာခဲ့တယ်။ ဗြိတိရှစစ်သားတွေကလည်းသီချင်းကိုပြန်လည်လိုက်ဆိုခဲ့ကြတယ်။ဒီလိုနဲ့စစ်မြေပြင်ဟာတာယာပျော်ရွှင်တဲ့ခရစ်စမတ်သီချင်းသံတွေနဲ့ပြည့်နှက်သွားတယ်။နောက်တနေ့မနက်နက်ခင်းအချိန်မှာဂျာမန်စစ်သားတစ်ယောက်ကမြေကျင်းထဲကနေအင်္ဂလိပ်စစ်တပ်ဖက်ရုတ်တရက်ထွက်လာမှုလုပ်နေတာကိုအင်္ဂလိပ်စစ်သားတစ်ယောက်ကမြင်လိုက်ရတော့အံ့အားသင့်ကပြစ်တက်မှုစတင်ပြုလုပ်ပါတော့တယ်။အင်္ဂလိပ်စစ်တပ်မှူးကဂျာမန်စစ်သားလက်နက်မပါဘဲထွက်လာတာမြင်တော့သူတပ်သားတွေကိုအော်ပြီးတားလိုက်ပါတယ်။ဂျာမန်တပ်သားဒီလိုရဲရင်စွာထွက်လာတာအကြောင်းရင်းတစ်ခုခုရှိမယ်လို့တပ်မှူးကသိတော့သူလဲထွက်တွေမူရဲရင်စွာဆုံးဖြတ်ချက်ချလိုက်တယ်။ဒီလိုနဲတပ်သား2ယောက်ဟာစစ်မြေမြင်ရောက်တော့အပြန်လန်တစ်ယောက်နဲ့တစ်ယောက်လက်ဆွဲနှုတ်ဆက်ရင်းပျော်ရွှင်စရာခရစ်စမတ်အကြောင်းတွေပြောကြတော့တယ်။စစ်မြေပြင်မှာတပ်သား2ဦးယုံကြည်ရဲရင်စွာလက်ဆွဲနှုတ်ဆက်တော့နောက်လိုက်ရဲဘော်တွေလည်းတစ်ဖက်နှင်းတစ်ဖက်အပြန်လန်နှုတ်ဆက်ကြတော့တယ်။ဒီလိုနဲ့စစ်မြေပြင်ဟာခဏတာငြိမ်းချမ်းရေးနယ်မြေဖြစ်လာခဲ့ပါတယ်။စစ်သားတွေဟာ secret တွေအစားအစာတွေလက်ဆောင်လဲလှယ်ကြပြီးဘောလုံးပွဲလေးပါကျင်းပကစားခဲ့ကြပါတယ်။ခရစ်စမတ်နေ့မှာသူတို့ရဲ့ရန်မျိုးတွေလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။ဒီလိုခေတ္တခဏလူသားချင်းစာနာမှုဟာရက်အနှဲငယ်ကြာခဲ့ပေမဲ့စစ်အရာရှိဗိုလ်ချုပ်တွေကဒီလိုလုပ်ရက်မျိုးကိုလက်မခံဘဲမဟာမိတ်စစ်သားတွေကိုနေရာရွှေ့ပြောင်းစေခဲ့ပါတယ်။1915နောက်ပိုင်းမှာဒီလိုအပြစ်ခတ်ရက်စဲမှုမျိုးဘယ်တော့မှမဖြစ်အောင်တားမြစ်ခဲ့ပါတယ်။ဒါဟာအမှောက်မိုက်ဆုံးအချိန်မှာတော့လူသားဆန်မှုကအနိုင်ယူနိုင်တယ်ဆိုတာကိုပြသခဲ့တဲ့သမိုင်းဝင်အမှတ်ရစရာဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။ကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။